အခုစစ်ပွဲရဲ့10နှစ်မြောက်မှာတော့အသက်ရှင်ကျန်ရစ်တဲ့အဖွဲသားနှဲငယ်ပဲရှိပါတော့တယ်။မြေအောက်ခံတပ်တစ်ခုထဲမှာတတူတူဖော်သူအချို့ဟာစီးကတဲ့အတွက်လောင်းကစားလုပ်နေကြပါတယ်။အဲ့ဒီအချိန်မှာသူတို့ဟာလုံခြုံရေးကင်မရာတွေမှာတစုံတရာလှုပ်ရှားနေတာကိုတွေ့လိုက်ရပြီးမှန်ပြောင်းနဲ့အနီးကပ်ကြည့်လိုက်တဲ့အခါ NEB40 စစ်သားတအူးချင်းကပ်လာတာကိုတွေ့ရှိခဲ့ပါတယ်။သူအနီးနားရောက်လာတဲ့အခါတစုံတရာမှားယွင်းနေတယ်ဆိုတာကိုသတိထားမိတာကြောင့်သူတို့တင်နှမပြစ်ခဲ့ကြပါဘူး။ရုတ်တရက်ကျဲလောင်တဲ့အော်တန်တစ်ခုထွက်ပေါ်လာပြီးတဲတွေအောက်ကနေတစုံတရာအလွန်လင်းမြန်စွာရွေ့လျားလာပါတယ်။စစ်သားကအဲ့ဒီအရာကိုရပ်တန့်ဖို့ချက်ချင်းပြစ်ခတ်ခဲ့ပေမဲ့ဒီတတဝါတွေပုံမရောက်ရှိလာပါတယ်။သူတို့ကိုအော်ဟစ်သူလို့ခေါ်ပြီးသူတို့ရဲ့အော်တန်တွေကစစ်သားရဲ့နားတွေကိုနာကျင်စေပါတယ်။သူစက်တိုက်ပြစ်ခတ်နေပေမဲ့အော်ဟစ်သူတွေကဆက်လက်ရောက်ရှိလာပြီးသူ့ကိုဝိုင်းရံထားခဲ့ပါတယ်။စစ်သားကစလင်ဒါတစ်ခုကိုဆွဲထုတ်လိုက်တဲ့အခါအော်ဟစ်သူတွေကသူ့ရဲ့လက်ကိုဖျက်တောက်ဖို့တဲတွေအောက်ကနေခုန်ထွက်လာပါတယ်။သူ့ရဲ့ခြေထောက်ကိုလည်းဖျက်တောက်ပြီးနောက်သူ့ကိုတပ်ပစ်ဖို့နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ဒါကိုကြည့်နေတဲ့တတူတူဖော်သူတွေကတော့ငိုကြွေးကြအန်ကြားနဲ့ဖြစ်နေကြပါတယ်။အဲ့ဒီအချိန်မှာမောင်ကျော်ရောက်လာပြီးအော်ဟစ်သူတွေမရှိရင်သူတို့စစ်ပွဲကိုရှုံးနေလောက်ပြီလို့ပြောပါတယ်စစ်သားတအူးတဲ့သူတို့ရဲ့ခံတပ်ကိုဘာကြောင့်ချင်းကက်လာတာလဲဆိုတာကိုသူအန်သားနေပြီးတတူတူဖော်သူတအူးကတော့အဲ့ဒီစလင်ဒါကိုသူတို့ကိုပြချင်လို့ဖြစ်နိုင်တယ်လို့ TOD ထုတ်ခဲ့ပါတယ်မောင်ကျော်ကအဲ့ဒါကိုပြန်ယူဖို့ဆုံးဖြတ်ခဲ့ပြီးအော်ဟစ်သူတွေကိုဝေးဝေးမှာထားနိုင်မဲ့လက်ပတ်တစ်ခုကိုဖွင့်ပြီးအပြင်ထွက်ခဲ့ပါတယ်စစ်သားရဲ့ခြေထောက်ကအော်ဟစ်သူတွေဆွဲခေါ်သွားတာကြောင့်ရုတ်တရက်တဲတွေအောက်ကိုပျောက်ကွယ်သွားပြီးမကြခင်မှာပဲကျန်တဲ့ခန္ဓာကိုယ်ပါလိုက်ပါသွားပါတယ်အော်ဟစ်သူတွေကဖျက်တောက်ထားတဲ့လက်ကိုပါယူဖို့စူးစမ်းတဲ့အခါမောင်ကျော်ကသူတို့ကိုကြောက်လန့်အောင်တင်းနဲ့ပြစ်ခတ်ခဲ့ပါတယ်ပြီးတော့သူကစလင်ဒါကိုဆွဲယူလိုက်ပြီးအဲ့ဒါက Alliance ထဲ့ပဲဖြစ်ပြီးအတွက် message တစ်ခုဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်ခဏအကြာမှာမောင်ကျော်က message ကိုမောင်လက်စီယူလာပြီး6လကြာပါသတင်းမှမကြားရပဲ NEB40 စစ်သားတအူးတဲကိုတွေ့ရတာဘလောက်ထူးဆန်းလဲဆိုတာကိုထောက်ပြခဲ့ပါတယ်မောင်လက်ကစလင်ဒါကိုဖွင့်လို့မရခဲ့ပဲအဲ့ဒါကသူ့ဘာသာသူပွင့်သွားပြီး message ကိုထုတ်ပေးခဲ့ပါတယ်အဲ့ဒါက NEB40 စစ်တပ်ရဲ့ပင်ချေကပို့လိုက်တာဖြစ်ပြီးငင်းချမ်းရေးဆွေးနွေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်